တောင်ဆောင်တွေမှာမြေကြီးတူးတဲ့အခါမြေပဲယိုလိုမျိုးစေးကပ်နေတဲ့ရွှွမြေတွေကိုတွေ့ခဲ့ရင်လုံးဝလှစ်လျူမရှူလိုက်ပါနဲ့ဒါအပြင်ဒီတိုင်းလည်းပြစ်မထားခဲ့ပါနဲ့ဒီလိုထူပိမ့်ပြီးစေးကပ်နေတဲ့ရွှွနုံတွေထဲမှာကိုဘဝကိုတစစ်ချိုးပြောင်းလဲပေးနိုင်မဲ့အခွင့်အရေးတွေပုံကွယ်နေတတ်လို့ပါအဲ့ဒီအောက်ခြေမှာတကယ်ရွှေစစ်ရွှေခဲတွေရှိနေတာပါပဲအခုခေတ်မှာရွှေကျင်ရတာကိုဝါသနာပါတဲ့သူအတော်များများဟာဒီလိုအဆင့်ကနေပဲစတင်ခဲ့ကြတာဖြစ်ပါတယ်နေတိုင်းလိုဒီလိုမြေခဲတွေကိုအသေးချာစုဆောင်းပြီးရွှေကျင်တဲ့ဗန်းထဲထည့်ပြီးအနားမှာရှိတဲ့ရေစီးနေတဲ့စမ်းကြောင်းလေးစီသွားပြီးဗန်းကိုရေထဲဖြည်းဖြည်းချင်းနစ်ကာတာတာလေးလှည့်ပြီးခါထုတ်ရပါတယ်ပေါ်ပါတဲ့မြေသားနဲ့သဲတွေကရေစီးနဲ့အတူမြန်မြန်ဆန်ဆန်မျောပါသွားပေမဲ့တိတ်သီးစအရမ်းများပြီးလေးလံတဲ့ရွှေအညစ်ကြေးတွေနဲ့ရွှေမုံလေးတွေကတော့ဗန်းရဲ့အောက်ခြေမှာမြန်ကြံ့ရစ်ခဲ့မှာပါနောက်တစ်စက္ကန့်မှာပဲရွှေရောင်ဝင်းကနေလက်သွားပြီးအံ့ဩဝမ်းသာစရာတွေတိုက်ရိုက်ပေါ်လာတော့တာပါပဲလူအတော်များများမသိကြတာကတော့ရွှေရှာတဲ့သူတွေဟာအနက်ရောင်သဲကိုအရန်ဆွဲလန်းကြတာပါတန်တက်တွေကျွဲဝါတဲ့ဒီလိုအယောင်ရင့်သဲတွေထဲမှာရွှေတွေပုံကွယ်နေတတ်ပြီးရွှေတွေအစုလိုက်အပြုံလိုက်အရှိနိုင်ဆုံးနေရာလဲဖြစ်ပါတယ်ရွှေရဲ့တိတ်သီးစာကအရန်ကြီးပြီးအလေးချိန်နဲ့အင်မတန်စီးတာကြောင့်ရေနဲ့ထိတွေ့တာနဲ့ချက်ချင်းကိုအောက်ကိုနစ်ဆင်းသွားတာပါရေစီးကရွှေကိုမြေအောက်ပိုင်းစီတောက်လျှောက်တိုက်စားယူဆောင်သွားပြီးကမ္ဘာမြေမျက်နှာပြင်လှုပ်ရှားမှုတွေကနေတဆင့်ပြီးတဆင့်အထက်ဖုံးအုပ်အနေထိုင်စေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ရွှေရှာတဲ့သူတွေဟာအနက်ရောင်သဲကိုမြင်လိုက်တာနဲ့ရင်ခုန်တန်တွေချက်ချင်းမြန်လာတတ်ကြပါတယ်အတွေ့အကြုံနဲ့ဖြစ်နိုင်ခြေရတွက်ကြည့်မယ်ဆိုရင်ဒီလိုနေရာမျိုးတွေဟာ10 ကမှာ9 ကလောက်ရွှေတွေအမှန်တကယ်ပုံကွယ်နေတတ်ပါတယ်ခင်ဗျာ